Hello မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရွှေလောင် CCTV ကနေပြီးတော့အခုပြမှာတော့အရန်ကိုလွယ်ကူပြီးတော့CCTV ထဲတက်ထားရင်းနဲ့ကျွန်တော်တို့က network wifi coverage လေးကိုလည်းအမြဲတမ်း password တွေလည်းချိန်လို့ရတယ်ဘယ်လိုမျိုးလုပ်ရင်လည်းအဆင်ပြေမလဲဆိုတဲ့ system တစ်ခုကိုကျွန်တော်တို့ပြပြီးမှဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီမှာသုံးထားတာကတော့ Hikvision ရဲ့ wifi router ကိုသုံးထားတာပုံမှာကတော့ကျွန်တော်တို့ showroom မှာသုံးထားတဲ့ Hikvision ရဲ့ CCTV တွေကိုကျွန်တော်တို့ကသုံးထားတယ်ပေါ့နော်ကျွန်တော်တို့ showroom မှာဒါ IP camera တွေကိုကျွန်တော်တို့ကသုံးထားတယ်ပေါ့နော်အဲ့တော့ဒီ router တွေကလည်းတကယ်ကိုရောင်းကောင်းတဲ့ router တွေဖြစ်ပါတယ်ကျွန်တော်တို့ရှိမှဆိုရင်ဒါလက်ရှိကိုတအားကိုရောင်းနေရတာဒါတော့နောက်ကြရင်ဒါ customer ကို order တွေပို့ဦးမယ် router တွေပေါ့နော်ပြီးတော့ wifi 6 တွေလည်း wifi 6 တွေလည်းဖြစ်တဲ့အပြင်ကို तू က easy to install လည်းဖြစ်တဲ့အတွက်ကြောင့် customer တွေလည်း user တွေလည်းအရန်သဘောကျ product line အသစ်ဖြစ်ပြီးတော့ဈေးနှုန်းနဲ့ချို့တာနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒါတွေအားလုံးကိုone stop ပုံစံနဲ့ကိုကျွန်တော်တို့ရွှေလအောင်ကနေပြီးလုပ်ပေးနေတဲ့ system တစ်ခုလည်းရှိနေရပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အခုပြပေးမယ်အခုကကျွန်တော်ပြတာက router ရဲ့ CCTV ရဲ့ကို product တစ်ခုလေးကနေပြီးတော့မိတ်ဆွေသုံးချင်တဲ့ဟာကနေဘယ်လိုသုံးလဲဆိုတာကိုကျွန်တော်ပြပေးပါပါဒါကတော့ကျွန်တော်က coverage ခွဲထားတာပါဒီဘက်မှာတော့ကျွန်တော်ရဲ့ router တွေရှိရပေါ့နော်ဟုတ်ကဲ့ဆက်ပြီးပြအောင် Hello မင်္ဂလာပါခင်ဗျာကျွန်တော်အခုပြပေးမှာတော့ Hik Connect application ပေါ့နော်ကျွန်တော်ပြချင်တာတော့ဒီမှာ Hik Connect application ပေါ့နော်ကျွန်တော်ဒီ application လေးကိုဝင်လိုက်မယ်ပေါ့နော်ဒီ application လေးကိုဝင်လိုက်မယ်ဒါတော့ကျွန်တော်ကခုန device ကို setting လေးလုပ်ပြထားတဲ့ video တစ်ခုရိုက်ထားလို့ပါဆိုတော့ကျွန်တော်ရဲ့ဒီမှာဆိုရင်ဒါCCTV ဒီမှာကျွန်တော်တို့ကဒီ application တစ်ခုတွေကနေပြီးကျွန်တော်အိမ်မှာဒီ router လေးလည်းချိန်ထားတယ်ဥပမာဒီမှာ CCTV လေးလည်းကျွန်တော်ကတက်ထားတယ်ပေါ့နော်တက်ထားတယ်ကျွန်တော်ရဲ့ showroom မှာဒီ CCTV လေးလည်းတက်ထားတယ်တက်ထားတာကိုကျွန်တော်တို့ကအလွယ်တကူကျွန်တော်တို့က application တစ်ခုတွေနဲ့အကုန်သုံးလို့ရတယ်ဥပမာကျွန်တော်တို့ကဒီ router ကနေပြီးတော့လက်ဖေးဆိုင်တို့ကျွန်တော်တို့နောက်ပြီးတော့ကျွန်တော်တို့ရဲ့ကုံစုံဆိုင် convenience store ကျွန်တော်တို့ရဲ့ showroom ဒါမှမဟုတ် public area မှာအများရှိနေတဲ့နေရာတွေမှာကျွန်တော်တို့ကဒီ router လေးကိုကျွန်တော်တို့ကဆင်ထားမယ်ပေါ့နော်ဒီ router တွေအားလုံးကလည်း match router ဖြစ်တဲ့အတွက်ကြောင့်သုံးရတာလည်းအရင်အဆင်ပြေတယ် match system ပါတယ်ဆိုတော့ကျွန်တော်တို့က okay ဒီ router လေးတွေကိုကျွန်တော်တို့ဘယ်လိုမျိုး wifi ချိန်မလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ချိန်လို့ရတဲ့ဒီ wifi ဟာလေးတွေကိုကျွန်တော်ကပြပေးမယ်ဥပမာကျွန်တော်တို့က CCTV အကယ်လို့ကြည့်ရဆိုရင်ကျွန်တော်ကဒီ CCTV လေးတွေကိုကျွန်တော်ကကြည့်လိုက်တာနဲ့ပဲဒါလုံးဝကိုအဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီမှာ router တွေကိုဝင်လိုက်တဲ့အခါကျရင်ဒီ router ရဲ့ဒါပုံစံတွေကိုပြပေးနေတယ်ပေါ့နော်ပြပေးနေအဲ့ဒါဆိုရင်ကျွန်တော်ကလည်းဒါဆိုရင်ကျွန်တော်ကဒီ router ရဲ့ setting တွေ 2.4 5G router ရဲ့ setting တွေကိုလည်းကျွန်တော်ကမြင်နေရမယ်အဲ့တော့ကျွန်တော်ကအဓိကကျွန်တော်ကပြချင်တာတော့အဲ့ဒါဒီမဟုတ်ဘူးအဓိကကတော့ဒီ connection တစ်ခုတွေကနေပြီးတော့ဒီ application တစ်ခုတွေကနေပြီးတော့ router ရောကျွန်တော်တို့ CCTV တွေရောအကုန်လုံးကြည့်လို့ရတဲ့အကြောင်းကိုကျွန်တော်ပြောချင်တာအဲ့တော့ကျွန်တော်ကဒီနားမှာအဆက်30ကိုနှိပ်လဲရတယ် setting ထဲကိုဝင်လိုက်မယ်အဲ့လိုအဆက်30ကိုမနှိပ်ချင်တော့ဒါကြီးကိုနှိပ်လိုက်လို့ဒီထဲကိုဝင်သွားဒီပုံမှာ setting လေးရှိရပေါ့နော်အဲ့ setting ထဲကိုဝင်လိုက်မယ်ပြီးသွားရင်ထုံးစံတိုင်းပဲ wifi setting ထဲကိုဆက်ဝင်လိုက်မယ်ကျွန်တော်တို့ကချိန်ချင်တာက wifi password ချိန်ချင်တာအဲ့လိုကျွန်တော်ကဒါတော့ကျွန်တော်ကအလွယ်တကူလေးကျွန်တော်ပြထားတဲ့ဟာဖြစ်တယ်ဆိုတော့အလွယ်လေးပေါ့နော်ဥပမာSLW ကျွန်တော်လက်ရှိ password ဒီ SLW@ 8.8ဖြစ်နေရပေါ့နော်အဲ့တော့ကျွန်တော်ကဒါလေးကိုထပ်နှိပ်လိုက်မယ်ဒီမှာ wifi လေးရှိရယ်ဒီနေရာလေးကိုကျွန်တော်ကနှိပ်လိုက်မယ် okay ကျွန်တော်ကဒီနေရာမှာထပ်ပြီးတော့ချိန်လိုက်မယ်ပေါ့နော်အလွယ်လေးချိန်လိုက်မယ်ဥပမာ MMA@ 8.8ပေါ့ဒါကနေတစ်ခုကျွန်တော်ကချိန်တယ်ပေါ့နော် okay အဲ့တော့ကျွန်တော်က confirm ကိုကျွန်တော်က save လိုက်တယ် save လိုက်ရဆိုရင်ကျွန်တော်ရဲ့ဒီအပေါ်မှာသူ့ကိုချိန်ထားတဲ့ wifi လေးကလည်းကျွန်တော်က auto network ကျွန်တော်ဒီ wifi ချိန်ထားတာnetwork ကချိန်သွားပြီအဲ့တော့ကျွန်တော်ဘာမှမလုပ်တော့ဘူးဒါလေးကိုပြန်ပြီးတော့ auto ပြန်ပြီးတော့ထွက်လိုက်ရုံပဲပေါ့နော်ထွက်လိုက်ပြီးတော့ကျွန်တော်က wifi ကိုကျွန်တော်ကဒီမှာရှာကြည့်မယ်ကျွန်တော်ရဲ့ wifi နဲ့ကိုရှာကြည့်မယ် Hikvision wifi ကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ iPassword ကဆောင်းတိုင်းပဲမဟုတ်တော့ဘူးပေါ့နော်မဟုတ်တော့တဲ့အခါကျတော့ကျွန်တော်တို့ကဒီ wifi လေးကိုwifi password ပြန်ပေးမှာပဲရမယ်အဲ့တော့ကျွန်တော်တို့ကပေးလိုက်မယ်ဆိုတော့အရန် easy ဖြစ်တယ်ပေါ့နော်ဘာလို့ easy ဖြစ်တာလဲဆိုရင် CCTV အနေနဲ့လည်းတုံးလို့ရတယ် CCTV တွေလည်း playback ပြန်ကြည့်လို့ရတဲ့အပြင်ကိုကျွန်တော်တို့ရှိရ wifi ကိုကျွန်တော်တို့ကတုံးနေတဲ့အခါကျရင်လည်း user တွေအနေနဲ့ hack လို့မရအောင်လုပ်လို့မရအောင်လည်းကျွန်တော်တို့ကpassword တွေချိန်လို့ရတယ်အရန် easy ဖြစ်တယ်လွယ်ကူတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ပြန်ဝင်ကြည့်လိုက်မယ် setting ထဲကိုဝင်လိုက်မယ် wifi setting ထဲကိုဝင်လိုက်မယ်ကျွန်တော်တို့ရဲ့password ကိုကြည့်လိုက်မယ်ကျွန်တော်ရဲ့ password ကချိန်သွားပြီအဲ့တော့အမြဲတမ်း customer တွေအနေနဲ့ကအလွယ်တကူသုံးလို့ရတယ်ပေါ့နော် CCTV playback လေးပြန်ကြည့်နေရတာနေပြီးတော့ကိုယ့်ရဲ့ wifi လေးတွေကို2ရက်တစ်ချိန်3ရက်တစ်ချိန်လောက် wifi password လေးတွေကိုချိန်ပေးနေမယ်ဆိုရင်ကျွန်တော်တို့သုံးတဲ့ customer တွေတော့တစ်ပတ်တစ်ချိန်လောက်ချိန်ပေးမယ် password လေးချိန်ပေးမယ်ဆိုရင်ဒါကလည်းuser တွေအနေနဲ့အမြဲတမ်းခိုးချိတ်လို့ခိုးသုံးလို့မရတော့ဘူးဆိုတဲ့ဟာလေးကိုဖြစ်တာပေါ့နော်ဒါလေးကိုကျွန်တော်ကရှင်းပြပေးတာပါခင်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရှုလောင်းကနေနောက်ထပ်သိချင်တာတွေအားလုံးကိုလည်းဆက်ပြီးတော့
share ပေးပါဦးမယ်ခင်ဗျာကျေးဇူးတင်ပါတယ်